ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်တို့မူးတုံပေါ့နော်ကြောက်တလုံးလားမသိအဲ့ဒီဘက်မှာကျွန်တော်တို့အိုးဝေးစားပေးသလို့ပေးရမှာနော်ဆိုင်မှာလည်းလက်ရှိမှာဘိန်းတွေကြားနေတယ်ဒီကြားထဲကနေပြီးတော့ကျွန်တော်လည်းအဆင်ပြေအောင်ပေါ့ကျွန်တော်သွားပေးရမှာဖြစ်ပါတယ်နော်ဒီဟာကျိုးပြတ်သွားတယ်လို့ပြောတယ်အဲ့ဒါကိုကျွန်တော်သွားရောက်စစ်ဆေးပြုပြင်ပေးမယ်ပြုပြင်ရင်အင်ဂျင်ဝိုင်မှာတစ်ခါလဲမှာဖြစ်ပါတယ်ကဲဒီမှာနော်ဒီဆရာပေါ့ဒီဆရာလက်ဆောက်နေတာဒီဆရာနောက်လိုက်ပါအောင်ကြောက်တလုံးကြိုက်မရောလမ်းပွဲရှိယူသူကဒီမှာဂီယာကျိုးပြတ်တာပေါ့နော်ဂီယာကျိုးကဘယ်ကျိုးပြတ်လဲဆိုတော့အဖြူပေါ့နော်အဖြူကျိုးပြတ်ပါ යි နော်ဟောထွက်လာပြီโอเคအဲ့ဒါဆိုဂီယာကျိုးလဲအောင်ပေါ့နော်ပြီးတော့အင်ဂျင်ကလည်းတစ်ခါလဲလဲဟုတ်ပြီ